ဟုတ်တခင်ယေရှုအသက်ရဲ့သင်ခန်းစာများအခန်းသစ်ကယ်တင်ခြင်းရရှိပြီးဖြစ်ကြောင်းကိုသိရှိနားလည်ခြင်းခါခွေအသွင်းသက်သည်ကျွန်ုပ်တို့ဤဝိညာဉ်၌ရှိသောတန်ရှင်းသောဝိညာဉ်တော်ဤသက်သည်ယောမအခန်းကြီး၈အငယ်16ငါတို့သည်ဖျားခင်ဤသားဖြစ်ကြသည်ဟုဝိညာဉ်တော်ကိုယ်တိုင်ဖျားခင်ဤတန်ရှင်းသောဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏ကျွန်ုပ်တို့သည်သခင်ယေရှု၌ယုံကြည်၍ကိုရော့ကိုကျွန်ုပ်တို့ရဲ့ကယ်တင်ရှင်အဖြစ်လက်ခံရရှိသောအခါဖျားခင်သည်သူရဲ့ဝိညာဉ်ကိုကျွန်ုပ်တို့ရဲ့ဝိညာဉ်ထဲသို့ထည့်သွင်းပေးအပ်ခဲ့သည်ယေစကြည်လအခန်းကြီး36အငယ်29ဤတန်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့၏နှင့်အတူထာဝရတည်နေရန်ကျွန်ုပ်တို့အတွင်း၌ရှိနေသည်ယောဟန်14အငယ်18ကျွန်ုပ်တို့သည်ဖျားခင်အားဖြင့်မွေးဖွားခြင်းခံရတော့ဖျားခင်ရဲ့သားများဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ကျွန်ုပ်တို့ရဲ့ဝိညာဉ်၌တည်တည်ခံနေသည်သခင်ဖျား၌ယုံကြည်တော့ကျွန်ုပ်တို့အရောက်တိုင်းသည်ဖျားခင်ကိုအဘအဖာဟုခေါ်ဆိုရန်နှစ်သက်ကြသည်ယောမအခန်းကြီး၈ငယ်15ကျွန်ုပ်တို့အတွက်ဖျားခင်ကိုအဘအဖာဟုခေါ်ဆိုခြင်းမှာအလွန်တဘာဝကြပါသည်ကျွန်ုပ်တို့သည်ဖျားခင်ကိုဤနည်းလမ်းဖြင့်ခေါ်ဆိုပါကကျွန်ုပ်တို့အတွင်း၌ချိုးမိန်ခြင်းနှင့်နှစ်သိမ့်သက်သာခြင်းကိုခံစားရသည်ဤဒီမှာကျွန်ုပ်တို့သည်ဖျားခင်ဤအသက်နှင့်အတူမွေးဖွားခြင်းခံရသောဖျားခင်ရဲ့သားများဖြစ်၍ဖျားခင်သားတော်ဤဝိညာဉ်တော်သည်ကျွန်ုပ်တို့အထဲသို့ဝင်ရောက်လာခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်ဤဒီမှာကျွန်ုပ်တို့ကယ်တင်ခြင်းရရှိကြောင်းပြသသည့်အတွင်းသက်သေဖြစ်သည်အာမင်ဂငယ်မေတ္တာသက်သေအသက်ကိုတွေ့ကြုံခံစားရခြင်းနှင့်ထွက်ပေါ်လာသောသက်သေယေရှုသည်ခရစ်တော်ဖြစ်တော်မူသည်ကိုယုံကြည်သောသူမည်သည်ကဖျားခင်ဖြစ်ပွားစေတော်မူသောသူဖြစ်သည်အဘကိုချစ်တော်သူသည်အဘဖြစ်ပွားစေတော်မူသောသူကိုချစ်တဲ့နှင့်အညီတင့်ရောခိုင်းခြင်းကအငယ်တစ်ယေရှုသည်ခရစ်တော်ဖြစ်တော်မူသည်ကိုကျွန်ုပ်တို့ယုံကြည်သည်နှင့်တပြိုင်နက်ကျွန်ုပ်တို့သည်ဖျားခင်ဖြစ်ပွားစေတော်မူသောသားများဖြစ်ကြသည်ဖျားခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူသည်ဖျားခင်ရဲ့အသက်သည်လည်းချစ်ချင်းမေတ္တာဖြစ်သောအသက်ဖြစ်သည်ထို့ကြောင့်ဖျားခင်ဖြစ်ပွားစေတော်မူသောသူအရောက်တိုင်းသည်ဖျားခင်ကိုချစ်တဲ့ကဲ့သို့ဖျားသခင်ဖြစ်ပွားစေတော်မူသောသူသခင်ဖျား၌ညီအကိုချင်းဖြစ်သောသူကိုလည်းချစ်တတ်ကြသည်နှင့်ငါတို့သည်ညီအကိုချင်းတို့ကိုချစ်သောကြောင့်တေခြင်းမှအသက်ရှင်ခြင်းတို့ကူးမြောက်သည်ကိုသိရကြသည်ဤစကားကယုံကြည်သောသူအနေဖြင့်သခင်ဖျား၌ညီအကိုချင်းများအပေါ်ထားရှိသောကျွန်ုပ်တို့ရဲ့မေတ္တာသည်ကျွန်ုပ်တို့၌ဖျားခင်ရဲ့ထာဝရအသက်ရှင်ခြင်းကိုတည်တည်ပြကြောင်းဖွင့်ဆိုထားသည်သခင်ဖျား၌ရှိသောညီအကိုများကိုချစ်ခြင်းသည်သခင်ဖျား၌ကျွန်ုပ်တို့ယုံကြည်၍ကယ်တင်ခံရပြီးသည့်နောက်ဖျားခင်၏ထာဝရအသက်၌တွေ့ကြုံခံစားရသောအရာဖြစ်သည်ကယ်တင်ခြင်းရပြီးသောပုဂ္ဂိုလ်တဦးသည်သခင်ဖျား၌ရှိသောညီအကိုတဦးကိုမြင်တွေ့ရသောအခါရှင်းလင်းဖော်ပြနိုင်စွမ်းမရှိသောဝမ်းမြောက်ခြင်းနှင့်ချစ်ချင်းမျက်နှိုးခြင်းကိုခံစားရပါသည်သခင်ဖျား၌ရှိသောညီအကိုထံထားရှိသည့်ဤကဲ့သို့သောမေတ္တာသည်လည်းကျွန်ုပ်တို့အတွက်ကယ်တင်ခြင်းရရှိခဲ့ပြီးဖြစ်ကြောင်းသိရှိနိုင်သည့်တတ်သိဖြစ်သည်၎င်းကိုချစ်ချင်းမေတ္တာတတ်သိဖျားခင်ရဲ့အသက်၌ကျွန်ုပ်တို့တွေ့ကြုံခံစားမှုရှိခြင်းဤတတ်သိဟုခေါ်ဆိုနိုင်သည်ထို့ကြောင့်ကျမ်းစာဤတိကျသေးချာသောစကားအားဖြင့်တော်၎င်းကျွန်ုပ်တို့ဤဝိညာဉ်၌ရှိသောတန်ရှင်းတော်ဝိညာဉ်တော်ရဲ့တတ်သိခံချက်အားဖြင့်တော်၎င်းအသက်၌ရှိသောချစ်ချင်းမေတ္တာကိုကျွန်ုပ်တို့တွေ့ကြုံခံစားခြင်းအားဖြင့်တော်ကောင်းကျွန်ုပ်တို့သည်ကယ်တင်ခြင်းရရှိပြီးဖြစ်ကြောင်းယုံကြည်စိတ်ချမှုအပြည့်ဖြင့်သိရှိနိုင်သည်ထိုထက်ပို၍ကျွန်ုပ်တို့လက်ခံရရှိသောကယ်တင်ခြင်းသည်ထာဝရကယ်တင်ခြင်းဖြစ်သည်ကျွန်ုပ်တို့သည်ဤကယ်တင်ခြင်းကိုလက်ခံရရှိသည်နှင့်တပြိုင်နက်ဘယ်သောအခါမျှပျက်စီးခြင်းတို့ရောက်ရှိတော့မည်မဟုတ်သလိုမိသူမျှကျွန်ုပ်တို့ကိုဖျားသခင်ဖျားဤလက်တော်နှင့်ကောင်းကင်ဆိုင်ရာအဖဤလက်တော်မှနှုတ်ယူနိုင်တော့မည်မဟုတ်ပေအာမင်